တစ်ဟုတ်ပြီ Hello ဒီနေ့လက်မောင်းအစီကြလေးချင်းကဒုတိယအပိုင်းကိုအလေးတုံးလေးနဲ့တွားမယ်လုံနိုင်တဲ့လူဆက်လုပ်ပေါ့နော်ကျွန်တော်တို့အလေးတုံးလေးကင်ပြီးတော့အရှိကိုယူလေးမြောက်လိုက်ရုံပဲနော်ဘယ်တစ်ခါညာတစ်ခါကိုတစ်15ခါပဲတွားမယ်နော်15ခါပထမတစ်ပိုင်းကတော်တော်လေးလွယ်တယ်ဒါကြောင့်မလို့ဒုတိယပိုင်းကိုလုံနိုင်လို့ရှင်ဆက်ပြီးလုပ်ပေးပါမလုံနိုင်ဘူးဆိုနားပြီးတော့ညနေလောက်မှလုံရင်လည်းအဆင်ပြေရယ်နော်အလေးတုံးမရှိတဲ့လူကလေမိတ်ဆွေတို့ဒီရေတန့်ဘူးလေးပေါ့နော်အသေးလေးပဲဖြစ်ဖြစ်1လီတာဘူးလေးပဲဖြစ်ဖြစ်ကိုနိုင်တဲ့ဟာလေးနဲ့တုံးပြီးတော့လုပ်လို့ရတယ်နော်အဆင်ပြေပါတယ်နှစ်တစ်ခဏလေးနားမယ်เนาะကျွန်တော်တို့ကလေအလေးတုံးနဲ့တွားလို့ရှိရင်စတိုက်တွားလို့မနိုင်ဘူးရဲ့သူကခဏလုံးကလိုမျိုးအလွတ်နဲ့ကြတော့နိုင်တယ်အလေးတုံးကအနည်းဆုံး10စက္ကန့်15စက္ကန့်စက္ကန့်20လောက်နားပေးမယ်เนาะနောက်သွားမဲ့တစ်ခုကလည်းရိုးလေးပဲအလေးတုံးလေးကိုကင်ပြီးတော့လက်မောင်းကခန္ဓာကိုယ်မှာကပ်ပြီးတော့ခါကြတော့တထောင်စင်းလေးကိုကွေးလိုက်ဆန်လိုက်အဲ့အတိုင်းလေးပဲเนาะအဲ့ဒီဥစ္စာကိုလည်း15ခါပဲတွားပါမယ်နှစ်တစ်ဟုတ်ပြီခဏလေးနားအောင်မယ်เนาะကျွန်တော်တို့နောက်သွားမယ့်တစ်ခုကလည်းအခုခဏလုံးကသွားဟိုင်းဟာနဲ့အတူတူလောက်ပဲဒါပေမဲ့အလေးတုံးကိုခဏလုံးကအလျားလိုက်ကင်တယ်အခုသွားမယ့်တစ်ခုကအတောင်လိုက်ကင်မယ်ကင်ပြီးတော့ခါကြခဏလုံးကအတိုင်းပဲလက်မောင်းကိုခန္ဓာကိုယ်ဘေးနားလေးမှာကတ်ထားမယ်ကတ်ပြီးလို့ရှိရင်တထောင်စင်းလေးကိုကွေးလိုက်ပြန်ဆန့်လိုက်ဒီအတိုင်းလေးပဲเนาะခဏလုံးကတစ်ခုကလက်မောင်းအရှိကကြွက်သားကိုလှုပ်တဲ့အစီကိုချပေးတယ်အခုတစ်ခုကလက်ကောက်ဝိတ်ရဲ့အထက်နာလေးကကြွက်သားလေးကိုထွင်းပေးရเนาะနေရာကတော့မတူဘူးပုံစံကြည့်ရတာအတူတူဆိုပေမဲ့လည်းဒါလည်း15ခါပဲเนาะနှစ်တစ်ဟုတ်ပြီကျွန်တော်တို့နောက်သွားမယ့်တစ်ခုကကြတော့ဒီအလေးထုံးလေးကိုမြောက်ပြီးတော့ခါကြတော့အပေါ်ထိပေါ့နော်ခေါင်းရဲ့အပေါ်ထိမြောက်မယ်ပြီးပြန်ချလိုက်တဲ့အချိန်မှာအောက်ကိုမချဘဲနဲ့လက်မောင်းနဲ့ပခုံးနဲ့လေ90ဒီဂရီလောက်လေးနဲ့အဲ့ဒီပုံစံအတိုင်းလေးသွားမယ်နော်ပြောတာကနည်းနည်းရှုပ်တယ်ကျွန်တော်လုပ်တဲ့အတိုင်းလေးကြည့်လိုက်လို့ရှိရင်လွယ်လွယ်လေးပါနော်အတိုင်းလေးမြောက်ထားမယ်ပြီးရင်ဘေးကိုချလိုက်မယ်90ဒီဂရီလောက်နဲ့ပြီးရင်ပြန်မြောက်မယ်ဒီအတိုင်းလေးပဲအဲ့ဒီဥစ္စာကို15ခါသွားမယ်နော်I know you told your friend you're not okay And tell me what's wrong and why you never said you felt that way And guess you're trying to stay strong and fake a smile until I look away But I've known you too long, it hurts to watch your blue eyes fade to gray As you fade away As you fade away Yeah, I'm about to fade away Cause every time I wake up I feel like it's Monday Something's going wrong with all the chemicals up in my brain All of a sudden I don't look at anything the same way Gotta build up of my thoughts sitting in an ashtray I'm sorry that I'm so inconvenient, okay Just let me be me and I'll stay out of your way I can see the way you look at me, I'm such a disgrace I never really asked to be brought into this place You wanna love me? Well then baby I
the taste, all the highs and the lows. No, you'll never be the same. I don't really wanna hurt you, but I can't control the pain. If you're sticking by my side, maybe we could be okay. Okay, maybe you could be the change I need today. I promise that I've never felt this way. I really hope that you will choose to stay through all the pain. I know you told your friend you're not okay, and tell me what's wrong and why you never said you felt that way. And guess you're trying to stay strong and fake a smile until I look away. But I've known you too long, it hurts to watch your blue eyes fade to gray as you fade away. As you fade away. As you fade away. As you fade away. Like nothing I felt, my mind overwhelms. I think that I'm broken, but I hope you can't help. I know I'm not perfect, but some days I feel far more worthless. Baby, you make me feel nervous. If I still have you, I have purpose. It's all worth it. I know you told your friend you're not okay, and tell me what's wrong and why you never said you felt that way. I guess you're trying to stay strong and fake a smile until I look away. But I've known you too long, it hurts to watch your blue eyes fade to gray as you fade away. As you fade away. As you fade away.ထိန်းပေးရပေါ့တိဟုတ်ပြီခဏလေးနားမယ်နော်ပြီးမှနောက်တစ်ခုကိုသွားပါမယ်လက်လေးတွေကိုခါပေးပါနှိပ်ပေးပါနည်းနည်းအညောင်းတက်တောင်းလို့ပါအလေးတုံးနဲ့စတိုက်သွားတော့နည်းနည်းညောင်းလို့เนาะအခုတစ်ခုကအလေးတုံးမပါဘဲနဲ့သုံးပုံတစ်ပုံလောက်ထိုင်မယ်လက်လေးကိုကွေးလိုက်ဆန်းလိုက်ကျွန်တော်ပြတဲ့အတိုင်းလေးပဲအဲ့ဒီအတိုင်းလေးပဲသွားမယ်เนาะအဲ့ဒါကိုလည်း15ခါသွားမယ်ကျွန်တော်လက်ကိုကွေးလိုက်ဆန်းလိုက်လုပ်တဲ့အချိန်မှာအားလေးတော့စိုက်ပြီးတော့သွားမယ်เนาะအလွတ်ကြီးမဟုတ်ပါဘူးနှစ်တစ်ဟုတ်ပြီအမှရက်ထားမယ်စိတ်ထဲမှာ15ခါရေးပေးပါကျွန်တော်တို့ဒီနှစ်ခုစလုံးရှေ့ရတစ်ခုရောဒီတစ်ခုရောနှစ်ခုစလုံးကလက်မောင်းမှာတွဲကြနေတဲ့အစီတွေကိုလုပ်ပေးတာပါเนาะလက်မောင်းတွဲကြအစီလေးတွေပျောက်ချင်လို့ရှင်ဒါလေးလုပ်ပေးပါเนาะ3နှစ်တစ်ဟုတ်ပြီခဏလေးနားမယ်เนาะလို့ခဏလုံးကဥစ္စာကိုပဲဒီတစ်ခါတော့အလေးသုံးလေးမပြီးတော့လုံမယ်เนาะအတူတူပဲလက်လေးကိုကွေးလိုက်ဆန်လိုက်ကွေးလိုက်ဆန်လိုက်အဲ့ဒါကို15ခါသွားပါမယ်နှစ်တစ်ဟုတ်ပြီခဏလေးနားမယ်เนาะလက်လေးကိုနည်းနည်းလေးတုံပေးပါခါပေးပါအရန်တော်တော်လေးညောင်းတယ်နောက်သွားမယ်တစ်ခုကလည်းခဏလုံးကနည်းနည်းလေးတူတယ်
သွားမဲ့တခုကလည်းအလေးတုံးလေးကင်မယ်သုံးပုံတစ်ပုံလောက်ထိုင်မယ်ခါကဖြင်းဖြောင်းလေးနဲ့ရှေ့နေနဲ့ဆောင်ပြီးတော့လက်ကိုကျွန်တော်တို့အနောက်အပေါ်ဘက်ကိုအဲ့လိုမျိုးဆွဲလိုက်တာပဲရိုးရိုးလေးပဲเนาะဒီဥစ္စာလေးကိုလည်း15ခါသွားမယ်အခုလုံနေတာတွေအကုန်လုံးကလက်မောင်းရဲ့တွဲကျနေတဲ့အစီတွေကိုချပေးနေရပါเนาะဟုတ်ပြီနောက်ထပ်သွားမယ်တခုကိုကျွန်တော်တို့လဲပြီးတော့သွားမယ်เนาะဒူးကွေးပြီးတော့လဲလိုက်မယ်လဲပြီးလို့ရှိရင်တင်ကိုလေအပေါ်ကိုမြောက်ထားမယ်တင်ကိုအပေါ်မြောက်ပြီးတော့အလေးတုံးကင်ပြီးတော့ဘေးကနေပြီးတော့အပေါ်ကိုမြောက်လိုက်တဲ့တခုပြောတာကနည်းနည်းရှုံနေရှုံနေမယ်ကြီးလိုက်ရင်ပို့ပြီးတော့ရှင်းသွားမယ်เนาะအလေးတုံးလေးကိုဘေးကနေပြီးတော့အပေါ်ကိုမြောက်လိုက်မယ်ဒီဥစ္စာကရင်ဘက်ကကြွက်သားတွေကိုလှုပ်ပေးတာပါเนาะရင်ဘက်ကကြွက်သားကို training ပေးလှုပ်ပေးတာပါဒါလည်း15ခါပဲเนาะနေ့တစ်ဟုတ်ပြီခဏလေးနားမယ်နော်အတကုံညောင်းတာလေးတုံးနဲ့စတိုက်လှုပ်လာတော့လေတော်တော်လေးမောပါတယ်ခဏလေးနားမယ်နောက်တွားမဲ့ဟာလေးတွေကလေးတုံးကင်ပြီးတော့လက်တီးထိုးတာလေးတွေကိုလုပ်မယ်နော်ပြီးဆိုရင်အလေးတုံးလေးကိုယူမယ်ပြီးရင်ကျွန်တော်တို့မသက်ရက်ပြီးတော့ခါကြတော့လက်တီးကိုပယ်ညာထိုးမယ်ဒါကတော့လေအားဆိုင်ထိုးပါညာပြောစရာမလိုအလေးတုံးကင်ထားတော့အားမဆိုင်လို့ရှိရင်အလေးတုံးကပြုတ်ကြမှာဘဲတစ်ခါညာတစ်ခါကို15ခါပဲเนาะနေ့တစ်ဟုတ်ပြီနောက်တစ်ခုကခဏလေးနားမယ်ပေါ့နော်နားပြီးမှကျွန်တော်နောက်သွားမယ်တစ်ခုကအပေါ်ကိုလက်တီထိုးရနော်ပြေးပြီဆိုလို့ရှိရင်ကျွန်တော်တို့အလေးတုံးလေးကိုမားလိုက်မယ်လက်တီးကိုအပေါ်ကိုထိုးမယ်ဘယ်တစ်ချက်ညာတစ်ချက်ပဲเนาะကျွန်တော်တို့အားဆိုင်တွေပါလေပြောစရာမလိုတော့ပါဘူးအလေးတုံးပါနေတော့အားကထက်ကိုထည့်ရမှာပါအဲ့ဒီဥစ္စာကိုလည်း15ခါပဲเนาะနေ့တစ်ဟုတ်ပြီကျွန်တော်တို့ခဏလေးနားမယ်เนาะကျွန်တော်လက်မောင်းလေးကျင်ကန်ကလေတကယ်တမ်းပြောမယ်ဆိုလို့ရှိရင်လက်မောင်းကိုလေအမျိုးမျိုးအနည်းအမျိုးလုပ်ပြီးလို့ရှိရင်လက်မောင်းကသေးတွယ်တော့မှသေးချတယ်လှုပ်နေဖို့ပဲဟိုကြွက်သားတွေပါထွက်ချင်လို့ရှိရင်တော့သူ့နီးနဲ့သူလှုပ်ရတာပေါ့เนาะကြွက်သားထွက်ချင်တာမဟုတ်ဘူးလက်မောင်းကအစီတွေကိုချယုံလောက်ပဲဆိုလို့ရှိရင်ကိုအစင်ပြေတယ်လို့ကိုလှုပ်နိုင်တယ်လို့နီးမျိုးနဲ့လက်မောင်းကိုလှုပ်ရှားပေးနေရင်ကျလာလိမ့်မယ်အခုသွားမဲ့တစ်ခုကလေးတုံးလေးကိုမပြီးတော့အောက်ကနေပြီးတော့ဟိုးအပေါ်ထိမြောက်မယ်ပြီးရင်ပြန်ချမယ်ပြီးရင်ပြန်မြောက်မယ်ဒီဒိုင်းလေးပဲဒီဥစ္စာနည်းနည်းလေးတော့မောမယ်เนาะ15ခါစတိုက်ရတဲ့လူက15ခါသွားမယ်မရရင်10ခါပဲလှုပ်လဲအဆင်ပြေပါရဲ့เนาะဒါဘိုက်ကိုလည်းထိပါတယ်
ကျွန်တော်15ခါမနဲ့အားသိမ်းပြီးလောက်ရတယ်နှစ်အားဆိုင်တဲ့အချိန်မှာခါးရဲ့အားကိုမသုံးဘူးเนาะလက်မောင်းရဲ့အားကိုသုံးတာပါတစ်ဟုတ်ပြီခဏလေးနားမယ်ကျွန်တော်တို့ဒီစက်တိုက်လက်မောင်းလေးတွေကိုပဲလှုပ်လာခဲ့တာပေါ့နော်အခုသွားမှာကပခုံးနားလေးကပခုံးပါရှင်တဲ့လူပခုံးကြောနောက်ကအစီလေးတွေကိုချခြင်းလို့ရှိရင်တော့အခုသွားမယ့်ဟာကိုလုပ်မယ်ကျွန်တော်တို့အလေးသုံးလေးကိုမလိုက်မယ်မပြီးလို့ရှိရင်အရှိနည်းနည်းလေးဆောင်းဆောင်းလေးဒူးလေးကိုနည်းနည်းဆန်းဆောင်လေးပေါ့နော်ခါဖြောင်းဖြောင်းလေးနဲ့ဘေးကိုကားလိုက်မယ်ဒီတိုင်းလေးပဲအဲ့ဒါကို15ခါသွားမယ်ဒီတစ်ခုလည်းအလေးတုံးအရန်လေးလို့15ခါ break ထဲမနိုင်လို့ရှိရင်10ခါပဲလုပ်လဲရတယ်เนาะကိုနိုင်တဲ့လောက်လေးလုပ်သွားပေးပါနှစ်တစ်ဟုတ်ပြီခဏလေးနားမယ်ခဏလေးမဟုတ်ပါဘူးတော်တော်လေးကြာမှာပါနောက်ထပ်သွားမယ့်ဟာလေးတွေကလည်းပခုံးပါတယ်လေ့ကျင့်ခန်းလေးတွေပဲဖြစ်မှာပါဒါကြောင့်မလို့ခဏလေးနားပေးအောင်မယ်เนาะပခုံးပါခြင်းတဲ့လူတချို့ပကုံးအရန်ထူရမလားအင်ဂျီဝတ်လို့ရှိရင်ကြက်နေတဲ့လူကအခုသွားမယ့်ဟာလေးတွေကိုလုပ်ပေးပါเนาะလေးကင်မယ်သုံးပုံတစ်ပုံလောက်ထိုင်ပြီးတော့ခါကြတော့ခါဖြောင်းဖြောင်းလေးနဲ့ဆန့်ပြီးလို့ရှင်လက်ကိုအရှိမတန်တန်လေးနဲ့ဘေးကိုကားနိုင်တဲ့လောက်လေးကားပေးပါကိုမြောက်နိုင်တဲ့လောက်လေးမြောက်ပေးပါဒီဥစ္စာလဲတော်လေးညောင်းနဲ့15ခါရနိုင်15ခါမရလို့ရှင်လဲ10ခါလောက်ပေါ့နော်နှစ်တစ်ဟုတ်ပြီခဏလေးနားမယ်နောက်သွားမယ်တခုကလည်းခဏလုံးကလည်းနည်းနည်းတူမယ်ကျွန်တော်တို့3ပုံတစ်ပုံထိုင်မယ်ခါးကအရှိကိုအဲ့လောက်ထိမဆောင်ဘူးနည်းနည်းဖြောင်းလေးပဲနည်းနည်းလေးပုံမှတ်မယ်ပြီးလို့ရှိရင်အရှိကနေတုတ်တန်းတစ်ခုကိုဆွဲလိုက်တဲ့ပုံစံအတိုင်းသွားမယ်เนาะဒါပေမဲ့ကျွန်တော်တို့ကတုတ်တန်းကိုဆွဲတာမဟုတ်ဘူးအလေးတုံးတစ်ခုမှပြီးတော့အဲ့အလေးတုံးတစ်ခုကိုအနောက်ကိုဆွဲလိုက်တဲ့ပုံစံသွားမယ်เนาะပြောတာနည်းနည်းရှုပ်တယ်ကြည့်ပြီးတော့
တစ်ဟုတ်ပါပြီကျွန်တော်တို့လေ့ကျင့်ခန်းနှစ်ခုစလုံးပြီးသွားပြီပထမရဲ့လေ့ကျင့်ခန်းလေးတွေပေါ့နော်ဒါတွေအားလုံးပါပဲเนาะပြီးပြီ bye bye